ယူပြီးတော့မှအဲ့မြေကြီးကိုအရေးဖြော်ပြီးတော့မှထုံနေရောပြီးတော့မှတုတ်ထားတာဆိုတော့ဒီဟာပြုမြေကြီးရမြေကြီးရဟိုမှာလှုပ်ထားတဲ့ recycle ဖြစ်တဲ့သူ့ရဲ့ငကိုကာလာလေးတွေပါတယ်မလားအဲ့ဒါလေးတွေဆန်ထားပေးလိုက်တယ်ဟိုကျက်တူရီတန်းခေါ်တာပေါ့နော်ကျက်ရှိခက်လေးတိန်လုံးကအကုန်လုံးတစ်သားတွေက recycle ဒါတော့ဒီအိမ်က recycle ကဟိုဘက်လိုပဲကျွန်တော်ရေပေါ်မထိုးတဲ့အတွက်တစ်တင်မှာအောက်တွေအပြဲတွေဒဏ်ရာတွေတကားတွေအကုန်လုံးကဒီမှာရှိနေတယ်ပေါ့နော်ဆိုတော့ဟိုဘက်အိမ်ကြီးကြတော့ရေပေါ်ထိုးလိုက်တဲ့အတွက် recycle ပဲဒါပေမဲ့ဟိုဘက်ကပို့ပြီးတော့တသက်ရဖြစ်သွားလိမ့်မယ်လို့ထင်တယ်ဒီဟာအကုန်လုံးမြေကြီးအဲ့ဒါမြေကြီးနဲ့ကာလာယူထားတာပေါ့နော် light plaster ဗတင်းပေါက်တွေနဲ့အိမ်အဟောင်းကဗတင်းပေါက်တွေအဟောင်းတိုင်းပဲပြန်တော့လောက်တာဗတင်းပေါက်မှာတုံထားတာလည်းရေနံကြီးအဲကြောင့်ရေနံကြီးဒီနာမည်ဆိုးပေမဲ့အင်မတန်မှကောင်းတယ်ပြီးတော့နေအောင်တွေလည်းခံနိုင်တယ်အကုန်လုံးကောင်းတယ်ပေါ့နော်အဲ့ဒါလေးတွေလည်းဒီမှာဒီအမြင်မဲ့ဒီ texture ကိုမြင်လို့ရှိရင်ကိုယ့်အနေကိုစဉ်းစားပေါ့ဒီကကိုတိုင်းရင်ဘာဖြစ်လို့ပတ်စံကုန်ခံပြီးတော့ model product တွေကိုသုံးပါလဲဟုတ်တယ်မလားအလုတ်တက်ကင်တဲ့ဖို့တော့လိုတာပေါ့နော်မလုတ်တက်ရင်တော့သူကပီတာနဲ့ဗာနဲ့ညာနေဖြစ်တယ်တဖြည်းဖြည်းချင်းသုံးယူရင်ဘယ်လိုကောင်းလဲဆိုဒီဟာလေးကဒီအစားဦးလေးကကျွန်တော်ဒီကိုခေါ်တဲ့အကြောင်းရင်းကဒီအစားဦးလေးကိုဒီမှာကြားတင်တာအဲ့ဒါပါပဲဒီကတော့ပလာစတာကလုံးဝဘီလိုက်ရင်မပါဘူးထုံးပလာစတာပြီးတော့ကာလာကမြေကြီးကျန်တာတော့ဒီလိုပါပဲပုံမှန်ပါပဲစစ်သားဖိတ်ပေါ့နော်သူကဟိုသမင်းချက်ရုပ်ဟိုဘက်ကိုသွားလိုက်မှဒီဘက်မှာပြန်လာတယ်သူတို့ဒီမှာငါတို့ကျွေးဖို့ပြင်ထားရလားမဒီမှာငါလည်းတင်ထားတယ်ဟာအနိုင်ရလဲပူးပြီးကြော်တဲ့အနိုင်ရမြေကြီးကနေမြေကြီးပြကြတော့မြေကြီးရယူလာဟုတ်ပြီ